ကဲ hello မမိုးဝေးထားတဲ့ဟိုနေ့ကအိမ်လေးကိုလိုချင်ပါတယ်ဆိုတဲ့လူတွေအခုရောက်ပါပြီအထက်အများကြီးမပါပါဘူးမမိုးမှာအထက်လေး60ပဲပါပါတယ်အဲ့တော့လက်ဦးမှုရအောင်ယူထားပေးပါမမိုးကငားတဲ့တစည်းရောင်းပါတယ်ငားတဲ့တစည်းကို6000ခွဲနဲ့ပေါ့နော်အယောင်လေးကတော့ဒီလိုအနက်ကလေးပါပါမယ်ရှင်ဒီလိုအပြာလေးပါပါမယ်ဒီလိုမြင်းချီအောင်လို့အယောင်မျိုးလေးပါပါမယ်ရှင်ဒီလိုခရမ်းဆွဲလေးပါပါမယ်ရှင်နောက်ဒီလိုအညိုလေးပါပါမယ်ရှင်ဒါကတော့ပေါင်90ကနေပေါင်135ပေါင်140အထိဝတ်လို့ရပါတယ်ချုပ်ရွချုပ်သားဘောင်းမီရအစဒီမှာဘောင်းမီရလဲအကြီးပေါ့နော်အောက်မှာအမိတ်ကလေးနဲ့ဒီမှာဒီလိုကားကားလေးဒီလိုလေးချီဝတ်ချင်လဲရပါတယ်ရှင်အောက်မှာလဲအမိတ်တွေကိုယူပေးထားပါတယ်ဒီမှာလဲကောလာလေးအထက်ကလေးကလေနှစ်ထက်ကလေးနဲ့ချုပ်ပေးထားပါတယ်ရှင်ချုပ်ချုပ်သားကတော့မမိုးကိုတိုင်းစက်ရုံကနေထားလိုက်လာတဲ့အတွက်ဒါစက်ရုံဈေးတွေအတိုင်းပဲမမိုးကရောင်းတာပါအဲ့တော့လိုချင်တယ်ဆိုလို့ရှိရင် Viber ဖုန်းနံပါတ်25622619ကိုဟယ်လိုလိုက်ပါအမြန်ဆုံးဟယ်လိုလိုက်ပါလက်ဦးမှုရယူထားလိုက်ပါဒီမှာလှလှလေးတွေပါရှင်ကဲမမိုးအသေးပေး share ပေးပေါ့နော်ဂုညက်နေမမိုးဖုန်းပေလေးတွေမဲဖောက်ပေးမဲ့လူတွေရဲ့စိတ်ရင်းလေးကိုအားလုံးပြောပြပါမယ်ရှင်ကျေးဇူးတင်ပါတယ်